ကျွန်တော်လာမေးရပါနော်မိန်းကလေးတွေလာမေးကြတယ်နော်2ယောက်3ယောက်မကဘူးနော်လာမေးတယ်ဗောနော်ဒီမေးခွန်းကိုလေယောက်ျားလေးနှစ်တောင်ယောက်ျားလေးကြိုင်အောင်ဘယ်လိုလုပ်ရမလဲတဲ့ကျွန်မကိုမေးတယ်တကယ်တော့လေမိန်းကလေးကိုပြောပြချင်တယ်နော်မိန်းကလေးတချို့ကပြောတဲ့တိုင်ငါမှမြို့မပါဘူးသူ့မှာပဲမြို့ပါအဲ့လိုမျိုးကွာပြောပြချင်တယ်နော်မြို့ဆိုတာမိန်းကလေးတိုင်းပါတယ်နော်ဒါကကျွန်တော်ညီမပဲမဟုတ်ဘူးကွာဒီရဲ့ပြောစကားကကျတော့ဟိုဗာလဲဟိုဆယ်ရီမမလေးဗာလဲဘယ်မှာနေရလဲမသိဘူးလေဟိုဆယ်ရီမမလေးရှမ်းလာတရုတ်အဲ့လိုမျိုးလေသူ့ယောက်ျားတိတ်ပြီဆိုမှပြောတဲ့အမလေးဒီလေကိစ္စသားပြောတယ်အမလေးပြောထားရှိရနော်နောက်ပြီး YouTube လေးမှာလည်းရှာကြည့်နော်ကိုယ့်ရဲ့ဒီမိမကိုဗောနော်ကြွတာအားကောင်းဘယ်လိုစားရမလဲဘယ်လိုနေထိုင်ရမလဲလေ့ကျင့်ခံဘယ်လိုလေ့ကျင့်ခံလုပ်ရမလဲနောက်ပြီးကွာပြောချင်တာကတော့ကွာနားလည်အောင်ပြောတတ်ရမယ်ဆိုရင်တော့ခဏကျွန်မပြောရင်လည်းတော့တချို့လေ